အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကကြတော့လွန်ခဲ့တဲ့2019ကကျွန်တော်ခုပငန်းကနေပြီးတော့မလိန်ဖားလို့ခေါ်တဲ့ international နေရာကိုကျွန်တော်ရောက်ခဲ့ပူပါတယ်ဒီဟာဆိုရင်အလုံးကမှကြာခဲ့ပြီပေါ့နော်ဒီနေရာတော့လို့ရှိရင်ခုပငန်းရုံးကနေမနေ့စနေနေ့ဝင်ရတယ်45မိနစ်လောက်ဆိုရင်ကျွန်တော်10နာရီလို့ဆိုရင်ဒီနေရာကိုရောက်ပါပြီဒီဟာကျွန်တော်မလိန်တောင်ပေါ်ကိုတင်လို့ရှိရင်အရင်ကမှမြစ်ပါမယ်ဒါပထမဆုံးနေရာပေါ့နော်ပထမဆုံးလေကားဆဲလို့ပြောလို့ရပါတယ်ဒီလေကားကအရင်ကမှမတ်တယ်လားလေကားရဲ့ဆက်လေကားခြေပေါ်တဖွားစားတော့ပဲရှိတယ်အရင်ကမှမြစ်တယ်မတ်တယ်ပေါ့နော်ဒီပေါ်တစ်ခါကတင်လို့ရှိရင်တောက်ပဲညောင်းဟာလားအပေါ်ရောက်လို့ရှိရင်လည်းအမောပဲလောကကုန်နိုင်ဘူးဒါပထမဆုံးဒါကျွန်တော်ရဲ့ဖေးဖြစ်ပါတယ်သူခေါ်ဆောင်တော့ပေါ့နော်သူတင်ငယ်ချင်းတို့နဲ့ဖက်လိုက်ဒါကျွန်တော်လည်းရက်ခဲ့ပူပါတယ်အခုနောက်ပိုင်းကျွန်တော်မရောက်ဘူးတော့ကြာပါပြီဆိုတော့ဒါပထမဆုံးလေကထပ်ဖြစ်ပါတယ်ရန်ကမှလှပါတယ်